Hello ပဲမင်္ဂလာပါရောက်စီတိုင်းကို One Word Program ကနေပြီးတော့ယေရှုခရစ်တော်နာမ၌ကြိုဆိုပါရစေOne Word ဆိုတဲ့အတိုင်းဖျားသခင်ထံကလာတဲ့စကားတစ်ခုအားကျမတို့အသက်တာဘဝတစ်ခုလုံးကိုပေါ့နော်ပြောင်းလဲစေနိုင်တဲ့စကားပဲဖြစ်တယ်ဒီကနေ့ကျမယူဆောင်လာတဲ့ဂျမ်ပိုက်ကတော့ရှင်မာသဲခရစ်ဝင်အခန်းကြီး9အခန်းငယ်24ကနေပြီးတော့29ဖြစ်ပါတယ်အကျဉ်သူသည်ငါဟောပြောသောဤစကားကိုကြား၍နားထောင်၏ထိုသူသည်ကြောက်ပေါ်မှအိမ်ဆောက်သောပညာရှိနှင့်တူကြောင်းကိုငါပုံပြမည်မိုးရွာ၍ရေစီးသည်နှင့်လေလာ၍ထိုအိမ်ကိုတိုက်သည်ရှိသောကြောက်ပေါ်မှတည်သောကြောင့်မပြူမလဲနေ၏အကျဉ်သူသည်ငါဟောပြောသောဤစကားကိုကြား၍နားမထောင်ပဲနေ၏ထိုသူသည်တဲပေါ်မှအိမ်ဆောက်သောလူမိုင်းနှင့်တူကြောင်းကိုငါပုံပြမည်မိုးရွာ၍ရေစီးသည်နှင့်လေလာ၍ထိုအိမ်ကိုတိုက်သောအခါကြီးစွာသောပြိုလဲခြင်းသို့ရောက်လေသည်ဟုဟောတော်မူ၏ဖတ်သွားတဲ့နှုတ်ကပတ်တော်အပြည့်ရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေဒီညမှာကျမတို့တွေ့ရတဲ့အတိုင်းပညာရှိတော်သူနဲ့ပညာမဲ့သူရဲ့အိမ်ဆောက်တဲ့နေ့ကိုကျမတို့တွေ့ရတာဖြစ်တယ်။အဓိကကျမဒီညမှာဘာအကြောင်းပြောပြချင်လဲဆိုတဲ့အခါကျတော့ကျမတို့ရဲ့အဓိကအခြေခံအုတ်မြစ်ကျမတို့ရဲ့အိမ်ဒါမှမဟုတ်ကျမတို့ရဲ့ဘဝအိမ်လို့ပြောတဲ့အခါမှာကျမတို့ဘဝအသက်တာတွေကိုဘယ်အရာပေါ်မှာတည်ဆောက်နေလဲဆိုတဲ့အရာကိုကျမတို့အတူတူကဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်။ဆိုတော့ဒီညမှာပဲဖျားရဲ့နော်စကားပြောတဲ့အရာတွေကြားပြီးတော့နားထောင်တဲ့သူကကြောက်ပေါ်မှာတည်သောစောက်သောပညာရှိနော်ကြောက်ပေါ်မှာအိမ်ကိုစောက်တဲ့ပညာရှိနေသူတွေလို့ဖော်ပြထားဖြစ်ပါတယ်ဆိုတော့ကျမတို့အသက်တာသီးကကျမတို့အမြဲတမ်းတနင်္ဂနွေနေ့တိုင်းဖျားချောင်းသွားတယ်လူငယ်အစီအစဉ်တွေသွားတယ်ဝတ်ပြုခြင်းအစည်းအဝေးတွေသွားကြတယ်ဒါပေမဲ့သတင်းစကားတွေကိုကြားပြီးတော့ကျမတို့ apply ပေါ့နော်တကယ်ကိုလက်တွေ့မှာကျမတို့အသုံးချခြင်းမရှိတဲ့အခါမှာကျမတို့ရဲ့အသက်တာတွေကတခါလေဒီနေရာမှာပြောတဲ့အတိုင်းမိုးရွာပြီးတော့ရေစီးတဲ့အခါမှာလေတိုက်တဲ့အခါမှာကိုယ့်ရဲ့အိမ်ပေါ့နော်ပြိုသွားတဲ့အတိုင်းဒီတဲပေါ်မှာတီးဆောက်တဲ့အတိုင်းပေါ့နော်ကျမတို့အသက်တာတီးကခဏလေးနော်စိတ်ပြက်စရာတွေအားငယ်စရာတွေတခုခုကြုံလာတဲ့အခါမှာတခါတည်းကိုကျမတို့လူငယ်တွေဖြစ်သည့်အားလျော်စွာစိတ်ဓာတ်ကျလွယ်တယ်အားလျော့လွယ်တယ်အရှုံးပေးလွယ်တဲ့သူတွေဖြစ်ကြတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျမတို့ဖခင်ရဲ့စကားကိုကြားပြီးတော့နားထောင်ခြင်းမရှိဘဲနဲ့ကြားယုံနဲ့ပဲပြီးသွားတယ်။အသက်တာထဲမှာနော်တကယ်ယုံကြည်ခြင်းနဲ့အသက်တာထဲမှာရှောက်လန်းခြင်းမရှိတဲ့အခါမှာထိုအရာတွေကပြိုလဲခြင်းတက်တာဖြစ်တယ်။တနည်းအားဖြင့်ဒီညမှာဆိုရှင်သဲလို့ပြောတဲ့အခါမှာကျမတို့ရဲ့တခါလေကျမတို့တွေကပေးကမ်းခြင်းတွေတချို့သောသူတွေပေးကမ်းခြင်းမှာအရန်အားကြီးတယ်။တချို့သောနေရာတွေမှာနော်လုပ်ငန်းပန်းစရာမှာဒါမှမဟုတ်ကိုယ့်ရဲ့ယာထုအပေါ်မှာယက်တီခြင်းတွေအများကြီးရှိတတ်ကြတာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီအရာတွေကကျမတို့တကယ်တမ်းစဉ်းစားမယ်ဆိုရှင်သဲနှုံးမြတာဖြစ်တယ်။ဒီအရာတွေကကျမတို့ကိုအာမခံချက်မပေးဘူး။ကျမတို့တချို့သောသူတွေကအရန်ကိုလှုပ်ဆောင်နိုင်တယ်တခြားသောသူတွေနဲ့ရှင်တဲ့အခါမှာပို့ပြီးတော့လုံနိုင်တယ်သူများထက်ဘယ်လိုပြောမလဲပို့ပြီးတော့တက်ဆွမ်းနိုင်တဲ့သူတွေရှိတယ်ဒါပေမဲ့သူတို့ရဲ့တက်ဆွမ်းနိုင်ခြင်းတွေကုန်ခန်းသွားတဲ့အခါမှာတဲကဲသို့ပေါ့နော်ကျမတို့ဒီတက်ဆွမ်းနိုင်ခြင်းမရှိတော့ဘူးကျမတို့ကျမ်းမာရေးချိုးယွင်းလာတဲ့အခါမှာကျမတို့ဂိုင်းလာတစ်ခုမှာပဲဖြစ်ဖြစ်ပါဝင်တဲ့အခါအရန်တော့လုံနိုင်တယ်ဒါပေမဲ့ကိုယ့်ရဲ့လုံနိုင်ခြင်းအပေါ်မှာယက်တည်တဲ့အခါမှာကျမတို့မကြတော့တဲ့အချိန်မှာပြန်လဲပြီးတော့အားရောဖို့အတွက်အကြောင်းဖြစ်တယ်ဒါကြောင့်မလို့ကျမတို့အသက်တာတည်ကဘယ်အရာပေါ်မှာမိခိုဖို့အတွက်ပဲဆိုလို့ရှိရင်ယေရှုခရစ်တော်တည်ဟူသောကြောက်ပေါ်မှာကျမတို့ရဲ့မိခိုခြင်းကျမတို့လှုပ်ဆောင်ခြင်းတွေကအခြေပြုဖို့အတွက်လိုအပ်တာဖြစ်တယ်ဒီမှာဆိုလို့ရှိရင်လည်းပဲကြောက်ပေါ်မှာတိဆောက်တဲ့အတွက်ကြောင့်เนาะတခါလေကျမအမှုတော်မြတ်ထဲမှာပဲဖြစ်ဖြစ်ဘယ်ကဏ္ဍမှာမဆိုကျမတို့လေပြင်းမုန်တိုင်းမိုးရေကဲသို့တော်၎င်းလေကဲသို့တော်၎င်းတိုက်ခိုက်ခြင်းအမျိုးလူတိုင်းကကြုံရတာဖြစ်တယ်ခရစ်တော်ကိုယုံကြည်တော်သူဖြစ်စေမယုံကြည်တော်သူဖြစ်စေလောကသားเนาะကျမအကုန်လုံးကလေမုန်တိုင်းပေါ့နော်အမျိုးကြုံရတာဖြစ်တယ်ကြုံရတာချင်းလဲတူကောင်းတူနိုင်တယ်မတူတာလည်းဖြစ်ကောင်းဖြစ်တယ်ဒါပေမဲ့ကျမတို့ကြုံတွေးနေရတဲ့အရာတွေကတော့ရှိနေကြဖြစ်တယ်ဒါပေမဲ့ယေရှုခရစ်တော်ပေါ်မှာတည့်ရဲ့ယုံကြည်ခြင်းတည့်ရဲ့အခြေခံအုံးမြင့်တည့်ရဲ့ယက်တည်ခြင်းကအဲ့ဒီအရာပေါ်မှာရှိတယ်ဆိုလို့ရှိရင်ဘယ်အရာကမှတင့်ကိုဖြိုလဲပိုင်ခွင့်မရှိဘူးဘယ်အရာကမှတင့်ကိုစိတ်အာရော့စေဖို့အတွက်ပေါ့နော်ဘယ်အရာကမှနိုင်ခြင်းမရှိဘူးဆိုတာကိုပြောပြချင်တယ်ဒါကြောင့်မလို့ကျမတို့ရဲ့ဒီကနေ့မြန်မာနိုင်ငံမှာတော်လကောင်းပေါ်ဒီမှာအမျိုးမျိုးကြုံတွေ့ရတဲ့အခါမှာဖះစီမှာဘာကြောင့်လဲဘာလို့လဲဆိုပဲမိခွန်းတွေအများကြီးထုတ်ဆရာရှိတယ်ဒါပေမဲ့ဖះရဲ့နှုတ်ကပတ်တော်ဖះယေရှုခရစ်တော်တည်ဟူသောကြောက်ပေါ်မှာယက်တည်တော်သူကဒီအရာတွေကိုကြုံတွေ့ရတော့လဲပဲဖះကငါ့အတွက်ဘယ်တော့မှအဆိုးမကြံစေဘူးငါ့အတွက်ကောင်းဆုံးတွေလာအောင်မယ်ဆိုတဲ့ဖះရဲ့ဂတိတော်ဖះရဲ့နှုတ်ကပတ်တော်ပေါ်မှာယက်တည်တော်သူကိုဖះကအလိုတော်ရှိတာဖြစ်တယ်အဲ့ဒီလိုလူကိုဖះကလည်းပဲပညာရှိတော်သူလို့ခေါ်တာဖြစ်တယ်
ဒါကြောင့်မို့ကျမတို့အသက်တာတည်တည်ကျမတို့ရဲ့လှုပ်ဆောင်နိုင်ခြင်းကျမတို့ရဲ့ယာထူးတွေကျမတို့ရဲ့ငွေကြေးအပေါ်မှာကျမတို့ရဲ့ကိုတခါလေကျရင်ကျမတို့ရဲ့ခေါင်းဆောင်တွေအပေါ်မှာရည်တည်တတ်တယ်ဒါမှမဟုတ်ကျမတို့ကိုမိသားစုမှာထောက်ပံ့ပေးတဲ့ညီကိုမောင်နှမတွေအပေါ်မှာရည်တည်တတ်တာဖြစ်ဒါပေမဲ့ထိုအရာတွေအပေါ်မှာရည်တည်ခြင်းတွေကျမတို့ရဲ့ဘဝတွေကိုတည်ဆောက်ခြင်းမဟုတ်ဘဲနဲ့ယေရှုခရစ်တော်တည်ဟူသောကြောက်ပေါ်မှာတည်ဆောက်ခြင်းအဖြစ်ကျမတို့ရဲ့အသက်တာတွေကတဆင်ပြီးတဆင်ဖခင်ရဲ့အတူရှိခြင်းသက်သေတွေမြင်တွေ့ခံစားမှာဖြစ်တယ်ဆိုတာကိုပြန်လည်ပြီးတော့ခွန်အားပေးလို့ပါတယ်ရောက်စီတိုင်းပေါ်ဖျားရှင်ကောင်းချီးပေးပါစေ